အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျဆုပြုတ်ချင်းချင်းဆက်ဆက်လေးလှုပ်ရှားပြလို့လုံနည်းလေးကိုလာမျှပေးတာပဲဖြစ်ပါတယ်ရှင်ဒီနေ့လေးဟာဆိုရင်ပြင်ပါဝင်ပစ္စည်းနည်းနည်းလေးနဲ့လောရတာလဲလွယ်ကူရိုးရှင်လို့လှုပ်ရှားကြည့်ကြပါအောင်ရှင်ပထမအဦးဆုံး6ရက်အနေငယ်ကိုနှုတ်ကလေးတွေလိထားပေးလိုက်ပါမယ်ရှင်6ရက်ကိုတော့မကြိုက်လဲမထည့်လို့ရပါတယ်ရှင်ရှမ်းနံအနေငယ်ကိုလည်းနှုတ်ကလေးတွေလိထားပေးလိုက်ပါမယ်ရှင်နာမည်အနေငယ်ကိုလည်းနှုတ်လေးတွေလိထားပေးလိုက်ပါမယ်နော်ငရုတ်ဒီကိုတော့ကိုယ်အဆက်စားနိုင်တဲ့လောက်လိထားပေးလို့ရပါတယ်ရှင်ချက်သွန်ဒီတစ်လုံးစားကိုလည်းပပလေးတွေလိထားပေးလိုက်ပါမယ်ရှင်တမယာဒီတစ်လုံးခန့်ကိုလည်းလိထားပေးလိုက်ပါမယ်ပြီးရင်တော့ရေစစ်တန့်စင်ပြီးရတာနေထားတဲ့ကြက်ပေါင်နှချမ်းစာကိုစပလင်းချင်းကြက်သွန်ဖြူအနေငယ်ကိုထည့်ပြီးကြက်ပေါင်လေးတွေနူးဤလာတဲ့အထိပြုတ်သွားပေးလိုက်ပါမယ်ရှင်ပြုတ်ထားတဲ့ကြက်ပေါင်လေးတွေလည်းနူးဤလာပြီဆိုရင်တော့ဆဲထည့်ပြီးအေးခန့်ထားပေးလိုက်ပါမယ်ရှင်ပြီးရင်တော့ကြက်ပေါင်းရည်လေးတွေကိုစကားလေးနဲ့တေချာလေးဆက်ထားပေးလိုက်ပါမယ်ရှင်ခုနကဆက်ထားတဲ့ကြက်ပေါင်းရည်တွေကိုရတာမောင်နဲ့ငယ်ထည့်ပြီးခဏလောက်ပြန်ပြီးချက်သွားပေးလိုက်ပါမယ်ရှင်စတားလေးတွေလည်းအေးသွားပြီဆိုရင်တော့နေတော်လေးတွေမှောက်ထားပေးလိုက်ပါမယ်ရှင်မှောက်ထားတဲ့စတားလေးတွေကိုပကံနဲ့ထည့်ပေးထားလိုက်ပါမယ်ပြီးရင်တော့ခုနကလိထားတဲ့အသေးရွက်လေးတွေနဲ့ကြက်ပြုတ်ရည်လေးတွေကိုပါတစ်ခါတည်းလောင်းထည့်ထားပေးလိုက်ပါမယ်ရှင်ပြီးရင်တော့ရတာအတွက်ပဲချက်မုံလက်ဖက်စားစုံတစ်စုံငရုတ်သည့်အချက်မုံနဲ့ငပြရဲနှဲငယ်တို့ကိုထည့်ထားပေးလိုက်ပါမယ်တမယာဒီနှစိတ်ခန့်ကိုလည်းညှစ်ထည့်ပေးထားလိုက်ပါမယ်ရှင်ကဲအခုဆိုရင်တော့ရတာရှိပြီးချင်းဆက်ဆက်လေးနဲ့စားလို့အရင်ကောင်းတဲ့ကြက်စွပ်ပြုတ်လေးစားလို့ရပါပြီရှင်ဗီဒီယိုလေးကိုအစားဆုံးကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်